大家好，ဒီနေ့မှာတော့ရှောင်ရဲ့ negative form ဖြစ်တဲ့ပူရှောင်ကိုရှင်းပြပေးထားပါတယ်။သူ့ရဲ့ပတ်သက်လေးကို highlight နဲ့ပြပေးထားပါတယ်။နံပါတ်1我不想去学校ငါကျောင်းမသွားချင်ဘူး။နံပါတ်2我不想回家ငါအိမ်မပြန်ချင်ဘူး။နံပါတ်3我不想做作业ငါအိမ်စာမလုပ်ချင်ဘူး။နံပါတ်4我不想看书ငါစာမကြည့်ချင်ဘူး။နံပါတ်6我不想工作ငါအလုပ်မလုပ်ချင်ဘူးဒီနေရာမှာဝေါ်ကို subject အနေနဲ့သုံးထားပါတယ်ဝေါ်ရဲ့နောက်မှာအငင်းဖြစ်တဲ့ပူလိုက်ရပါမယ်ပူရဲ့နောက်မှာမန္တဘတ်ဖြစ်တဲ့ရှောင်လိုက်ရပါမယ်မန္တဘတ်ရဲ့နောက်မှာဘတ်ဖြစ်တဲ့ချွီသွားဒီဝေးပြန်ဒီကြော့လို့ဒီခန့်ကြည့်ဒီကုန်းကြော့အလုပ်လုပ်ဒီစတဲ့ဘတ်တွေလိုက်ရမှာဖြစ်ပါတယ်ဘတ်ရဲ့နောက်မှာတော့ object ဖြစ်တဲ့ရွှဲလျှောက်ကြောင်းကြာအိမ်ကြော့ရဲ့အိမ်စာရှူးစာအုပ်စတဲ့ object တွေလိုက်ရမှာဖြစ်ပါတယ်ကိုတီးတဲ့စာလုံးလေးတွေအစားထိုးပြီးလေ့ကျင့်လို့ရပါပြီ။တောင်ကိုအသုံးပြုပြီး question form ဘယ်လိုလုပ်လဲဆိုတာ part 3မှာသင်ပေးထားပါမယ်။ကြိုက်ကြံ့